လေးအာရာနော်အာရာဒီဘက်နေရာလေးယူပြပါဦးအာရာတချင်းကောင်းစဉ်လေးပေါ့နော်နေဆောင်လေးရ Soninka all of me စောနင်ခါအော်မီစောနင်ခါအော်မီဆိုတဲ့ဒါတချင်းလေးရခေါင်းစဉ်နဲ့တည်းပဲရင်ခုန်စိတ်လို့ရှာပါရင်နော်စောနင်ခါအော်မီနော်ဒါပြောမှဆိုတော့ဟာတာတချင်းလေးပေါ့ဗျာဒီတချင်းကောင်းစဉ်ပြောတွေကလူတွေကြီးမောသွားတဲ့ဆိုတဲ့ဒါပြိုင်ပွဲဝင်တွေကတော့ဒီတချင်းအတိတ်ပဲသူတို့တိခံစားပြီးဆိုတာမဒီအောင်ကဒီတချင်းကောင်းစဉ်ပြောလိုက်အားလုံးကြီးမောသွားတယ်ဆိုတဲ့ကျွန်တော်သိပါတယ်ဒီတချင်းဒီဟာတာဆန်ဆန်တချင်းရန်ကိုဟိုပါပေါ့ပျော်စရာကောင်းတဲ့အကြောင်းအရာကိုဆိုထားတယ်လို့ကျွန်တော်အနေနဲ့တော့ထင်မြင်ယူဆမိတယ်မှားရင်လည်းမှားနိုင်တယ်ပေါ့နော်ဘာလို့သူတို့ရဲ့မျက်နှာကိုကျွန်တော်ကဲကက်ကြည့်တော့တချင်းကောင်းစဉ်ကျွန်တော်လိုက်ပြောတဲ့အချိန်မှာအားလုံးပျော်ရွှင်ရီမောနေတာတွေ့ရတယ်first fight ပဲဖြစ်ဖြစ် chorus fight ပဲဖြစ်ဒါလေးဆိုပြလို့ရမလား chorus ပဲဆိုမှာဟုတ်ကဲ့ 'Cause all of me love all of you love your curves and in your ages ကဲဒီတချင်းမှာအားရဆိုတဲ့ chorus fight လေးမှာကျွန်တော်ကြားလိုက်တာက all ဆိုတာလည်းကြားလိုက်တယ် less ဆိုတာလည်းကြားလိုက်တယ် you ဆိုတာလည်းကြားလိုက်เนาะyou less all ဆိုတာဒါကိုကျွန်တော်မြန်မာလိုအဓိပ္ပာယ်ဖွင့်လိုက်ရင်တော့ဗျာ you ဆိုတာတော့နင်တို့ပေါ့เนาะ less ဆိုတာချစ်တယ် all ဆိုနင်တို့အားလုံးကိုချစ်တယ်ဒီအဓိပ္ပာယ်ဖြစ်မယ်ဒါကြောင့်တချင်းကောင်းစဉ်ပြောတဲ့ဟာသူတို့အားလုံးကြည်မောပျော်ရွှင်နေတယ်ဆိုတော့ဒီတချင်းဒီအပျော်ဘက်ကိုရေးဖွဲ့ထားတယ်ပျော်စရာအကြောင်းလေးတွေကိုတန်ဆင်ဖွဲ့ထားတယ်ဆိုတာကျွန်တော်ထင်မြင်ယူဆမိတယ်ကဲဆက်လက်ပြီးတော့